အခုဗီဒီယိုမှာတော့ HTML file အကြောင်းဆက်ပါမယ် HTML file တွေကတော်တော်အရေးပါတဲ့ကဏ္ဍမှာပါတယ်ဘာလို့လဲဆိုတော့ front end နဲ့ back end အလုပ်လုပ်တဲ့အခါမှာ HTML file တွေကိုအဓိကသုံးပြီးတော့သူတို့က communicate လုပ်တယ်ဒီနေရာမှာ front end ဆိုတာဘာလဲ back end ဆိုတာဘာလဲဆိုတော့နည်းနည်းလေးရှင်းပြပေးခြင်းတယ် front end ဆိုတာအခုကျွန်တော်တို့ရေးနေတဲ့ HTML CSS web page တွေအကုန်လုံးကို front end လို့ခေါ်တယ်သူက web server မှာ host လုပ်ထားတယ်သူကနေ data transmission ဒါမှမဟုတ်ရင် action တစ်ခုပေးလိုက်လို့ရှိရင် application server ကိုရောက်သွားတယ်အဲ့ဒီ application server ကနေမှတစ်ဆင့် database မှာသိမ်းတာဖြတ်တာဒါမှမဟုတ်ပြင်တာတွေလုပ်တယ်အဲ့လိုမျိုးဒီ process တစ်ခုလုံးကို run ဖို့အတွက်ကို HTML မှာဆိုရင် form တွေနဲ့လုပ်လို့ရတယ်ဥပမာအခု sample ပြထားတဲ့ registration form ပေါ့နော်ဒီ registration form မှာဆိုရင်ကျောင်းသားရဲ့နာမည် email password gender သူလိုအပ်တဲ့အချက်လက်တွေဖြည့်ပြီးတော့ register ကိုနှိပ်လိုက်ရင်application server ရောက်သွားတယ်ပြီးသွားရင်သူက register လုပ်တာဖြစ်တဲ့အတွက် database မှာသွား save လုပ်တယ်ဒါက web application တွေတစ်ခုလုံးဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ဥစ္စာကို overview ပြောတာပါအခုဒီ lesson က HTML CSS ကိုပဲ focus ထားတဲ့အတွက်ဒီ form ရေးတဲ့ဥစ္စာကိုပဲအဓိကထားကြည့်အောင်အဲ့တော့ student registration form ကိုစစောက်ကြည့်အောင် student registration form မှာ name ရယ် email ရယ် password ရယ် gender ရယ်ပါမယ်ပြီးသွားရင်ဘာ course ကိုတက်မှာလဲဆိုတာပါမယ် interest ပါမယ် comment ပါမယ်ဒါတွေကိုကိုယ့်ဘယ်လိုရေးလို့ရလဲစကြည့်အောင်အခု lesson 7ဆိုတဲ့ folder တစ်ခုစောက်လိုက်မယ် index.html ဆိုပြီးရေးထားမယ်အထက်မှာ html scale လေးနဲ့စောက်ထားမယ်ပထမဆုံး h1 ဆိုပြီးတော့ student registration form ကိုရေးလိုက်မယ်ကိုရေးထားတဲ့ form ကိုချက်ကြည့်အောင် student registration form လေးထွက်လာပြီအဲ့တော့ form ကိုစစောက်မယ် form ကိုစောက်မယ်ဟေ့ဆိုတော့အရင်ဆုံးဘာလုပ်ဖို့လိုလဲဆိုတော့ form ဆိုပြီးအဖွင့်အပိတ်ကလေးလုပ်ပေးဖို့လိုတယ်form ရဲ့အထဲမှာ attribute နှစ်ခုထည့်ပေးလို့ရတယ်ပထမတစ်ခုကကြတော့ဘာလဲဆိုတော့ action ပါနောက်တစ်ခုကကြတော့ method ပါ action ဒီခုနကပြောရတဲ့ဒီပုံလေးကိုပြန်ကြည့်အောင်ပါနော်ခုနကပြောရတဲ့ဒီ back end မှာဆိုရင်ဘယ်နေရာမှာလုပ်မလဲဆိုတဲ့ application ရဲ့ URL ထည့်ပေးရတယ် method ကကြတော့ဒီ database နဲ့ဘယ်လိုမျိုး method ကိုအလုပ်လုပ်မလဲဆိုတဲ့အရာကိုထည့်ပေးရတယ်ဥပမာဖြတ်မယ်ဆို delete method ကိုက content data တွေကိုလိုချင်တယ်ဆို get method ဒါမျိုးပေါ့အခုဒီမှာလဲဒီအပိုင်းကိုကြော်ထားလိုက်မယ် action နေရာမှာ hash လေးပဲထည့်ပေးထားလိုက်မယ် form ထဲမှာသုံးတဲ့ HTML tag အသစ်နှစ်ခုကိုပြောပေးခြင်းနဲ့ပထမတစ်ခုက label ပါ label ဆိုတဲ့ဥစ္စာက input fee ရဲ့အရှိမရေးတဲ့ဥစ္စာဒီမှာဆိုရင်တော့ full name ပေါ့ရေးပြီးတော့ကြည့်လိုက်မယ်ဟေ့ဆိုရင်ဒီမှာ full name ဆိုတာလေးပေါ်နေပြီသူက paragraph တို့ဘာလို့ပဲဘာမှခွာခြားချက်မရှိဘူးနောက်တစ်ခုက input မှာကျတော့လိုအပ်တဲ့ attribute တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ type ကိုကစာသားတွေသိမ်းချင်တာဆိုရင် text လုပ်ပေးလို့ရတယ် input ကလည်း br တို့ hr တို့လိုပဲသူကအပိတ်မလို့ဒါဆိုရင်ရပြီဒီမှာစာရိုက်လို့ရတယ် full name ဆိုရင်မောင်ပေါ့ဟုတ်ပြီနော်အခုနောက်ထပ် input fee ရေးဆက်ပြီးကြညာမယ်ဒီမှာ br ခံလိုက်မယ်ပြီးသွားရင် label ပြီးသွားရင် email input type က email အတွက်ကိုကြတော့ text အစား email ဆိုတဲ့ type ကိုသုံးပေးရပါတယ်ပြီးသွားရင်နောက်တစ်ခုဆက်မယ် label password import type equal to password ရပြီဒါဆိုရင်တော့ဒီ fee 3ခုကိုရေးပြီးပြီချက်တဲ့ကြည့်ကြအောင် full name ဆိုရင်ဒီမှာနာမည်ရေးလို့ရတယ်မောင်မောင်ပြီးတော့ email မှာဆိုရင်ကျတော့မောင်မောင် @gmail.com ဒီတိုင်းရုပ်တရက်ကြည့်လိုက်လို့ရှိရင်တော့ဒီ email နဲ့ text နဲ့ဘာမှကွာရဲဆိုတော့မမြင်ဘူးဒါပေမဲ့နောက်ပိုင်း file submit ကိုရောက်လို့ရှိရင်တော့ဘာကွာလဲဆိုတာမြင်ပါလိမ့်မယ်ပြီးတော့ password ကိုလည်း password ပေါ့ password ကိုရိုက်လိုက်လို့ရှိရင်ဒီမှာတွေ့ပါလိမ့်မယ် text လို့မျိုးစာမပေါ်ဘူးသူကအလုံးလေးအစ်စ်ပြောင်းပေးသွားတယ်ဒါက email ရယ် name ရယ် password ရယ်သုံးခုကို input type အနေနဲ့ဘယ်လိုကျင်ညာလဲဆိုတာပြပေးတာပါခုနကတော့ပြောရတခုရှိဒီ label ဆိုတဲ့ဥစ္စာဒီအနောက်က input fee ကိုညှိုးနယ်လို့ပြောပေးတယ်
အဲ့လိုညှင်းဖို့အတွက်ဆိုလိုအပ်တာနှစ်ခုရှိတယ်ပထမတစ်ခုက label နောက်မှာ for ဆိုတာလိုတယ်ဘယ် input fee ကိုညွှန်းမှလဲဆိုတဲ့ဥစ္စာပြီးတော့နောက်တစ်ခုကကြတော့ဒီ input fee မှာ ID ဆိုတာလိုတယ်ဒါကတော့သူကဘာ input fee ပါဆိုပြီးသတ်မှတ်ပေးတာပါအခုဒီမှာဆိုလို့ရှိရင် for မှာကျွန်တော်တို့ full name ထည့်လိုက်မယ်ပြီးသွားလို့ရှိရင် ID မှာ full name ထည့်လိုက်မယ်စိတ်လုပ်ကြည့်အောင် full name ကို click နှိပ်လိုက်လို့ရှိရင်ဒီအနောက်ကမမောင်ဆိုတဲ့ဒီ name field လေးကို automatically select မှတ်သွားတွေ့ပါလိမ့်မယ်အခုကြည့်မယ်နော် email တို့ password တို့နှိပ်ကြတော့ဘာမှမသိဘူးဘာလို့လဲဆိုတော့ for နဲ့ ID ကိုသုံးမှထားလို့အဲ့တော့ email နဲ့ password ကိုလည်း for ထည့်ကြည့်မယ် for email ပြီးသွားရင်ဒီမှာကြတော့လေ ID email password ကိုလည်း for password ပြီးသွားရင်ဒီမှာ ID password ဟုတ်ပြီဒါဆိုရင်ဒီကောင်ကိုချက်ကြည့်ကြည့်အောင်ဖုန်းထဲကိုနှိပ်လိုက်လို့ရှိရင် name ကိုသွား select မှတ်တယ် email ကိုဆိုရင်လည်း email password ဆိုလည်း password အဆင်ပြေပါပြီအခုဒီ input တက်ထဲမှာနောက်ထပ် attribute တစ်ခုပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့ name အဲ့ဒီ name ဆိုတဲ့ဥစ္စာကဒီ from end ကနေ back end ကိုလှမ်းပြီး data transmit လုပ်လို့ရှိရင်ဒါကဘယ် input fee ရဲ့ data ပါဆိုတာပြောဖို့အတွက်ကိုကြေညာပေးတာပါဒါကလည်းခုနကပြောသလိုကျွန်တော်တို့ back end ဘိုင်းကိုသွားအောင်မဟုတ်သေးဘူးဖြစ်တဲ့အတွက်အသေးစိတ်တော့မပြောတော့ဘူးဒါပေမဲ့ဒါဒီ from end နေ back end ကိုလှမ်းပြီး data transmit လုပ်တဲ့အခါမှာအသုံးပြုတဲ့ key ဆိုတာသိရင်ရပါပြီအခု name နေအကုန်လုံး phone name ရဲ့ email ရဲ့ password ထည့်ထားလိုက်မယ်ဒါဆိုရင်ကျွန်တော် file လေးကစပြီးတော့ပုံစံကျလာပြီအခုဒီ file နေကအခု phone name ဆိုရင်ဒီ test fee တွေက alignment မညီဘူးပေါ့နော်အဲ့လိုမျိုးဥစ္စာလေးကို alignment ညီပါအောင်လို့ပြီးခဲ့တဲ့ video မှာပြောသွားတဲ့ table လေးကိုသုံးပြီးတော့ညှိကြည့်မယ် tr ပြီးရင် tt ပထမဆုံးဒီ column ထဲမှာ phone name လေးထည့်လိုက်မယ်ပြီးရင်နောက်တစ်ခုထဲမှာ input test ထည့်မယ်ပြီးရင် tr ထပ်ဆောင်မယ်tt ပြီးရင်ဒီ email လေးကို select မှတ်မယ်နောက်တစ် row တစ် row ထည့်ရေးမယ်ဒီ BR တက်တွေကမလို့တော့ဆိုထည့်လိုက်တော့မယ်ကျွန်တော်တို့ဟုတ်ပြီအဲ့ဆိုရင်ကိုယ့်ရဲ့ page လေးကိုပြန်ကြည့်ကြည့်အောင်အခုဆိုရင်တော့ကိုယ့်ရဲ့ page လေးက alignment ညီသွားပြီဒါဆိုတော့ရပြီအခုနောက်ထပ် video ကြလို့ရှိရင်ဒီ channel နေတဲ့ ပေါင်တက်တွေအကြောင်းကိုဆက်ပါမယ်ကျေးဇူးတင်ပါတယ်